အခုလိုပြည်ပြည်ဆိုင်ရာအမျိုးသမီးနေလေးမှာညီမတို့ MCB ကအမျိုးသမီးဝန်ထမ်းလေးတွေကိုမိကွန်းလေးတွေပေးမယ်ဖြေမှန်တဲ့သူလေးတွေကိုလက်ဆောင်လေးတွေပေးမှာဖြစ်ပါတယ်ရှင်ပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက်မိကွန်းလေးနည်းနည်းလောက်မေးချင်လို့ပါအမ MCB ရဲ့စလိုဂန်ကဘာပါလဲရှင် CBS slogan ကစိတ်ချမြည်တည် MCB ပါရှင် ဟုတ်ကဲ့မှန်ပါတယ်ရှင်မင်္ဂလာပါအမမိကွန်းလေးနည်းနည်းလောက်မေးချင်လို့ပါရှင်အခုဆိုရင် MCB ရဲ့တက်တန်းကဘယ်လောက်ရှိသွားပါပြီလဲရှင် MCB တက်တန်းကတော့1992ခုနှစ်ကစတာဆိုတော့အခုလက်ရှိဆိုတော့34နှစ်ရှိသွားပါပြီဟုတ်ကဲ့အဖြေမှန်ပါတယ်ရှင် ကျေးဇူးပါ ဟုတ်ကဲ့ကျေးဇူးမင်္ဂလာပါအမပြည်ပြည်ဆိုင်ရာမျိုးသမီးများနေ့အတွက်မိကွန်းလေးနည်းနည်းမေးချင်လို့ပါရှင်ဟုတ်ကဲ့ MCB ဟာဆိုရင်မြန်မာပထမဆုံးဘာဘန်ပါလဲရှင် အများနဲ့သက်ဆိုင်တော့ပဲ ဟုတ်ကဲ့မှန်သွားပါပြီရှင်လက်ဆောင်လေးတွေကျေးဇူးပါရှင်မင်္ဂလာပါအမမိကွန်းလေးနည်းနည်းလောက်မေးချင်လို့ပါ MCB မှာပါတဲ့ logo ကတင်ဂီတာအယုတ်ကဘာအယုတ်လေးပါလဲရှင် ဓာတ်ရုပ်လေးပါဟုတ်ကဲ့ ဟုတ်ကဲ့မင်္ဂလာပါအမပြည်ပြည်ဆိုင်ရာမျိုးသမီးများနေ့အတွက်မိကွန်းလေးတချို့မေးချင်လို့ပါရှင်ဟုတ်ကဲ့အမမနဲ့ရုံရောက်တာနဲ့ပထမဆုံးဘာလုပ်ဖြစ်လဲရှင် makeup ပြင်နဲ့ expression နဲ့ မင်္ဂလာပါအမ မင်္ဂလာပါညီမလေး အမအနေနဲ့အမျိုးသမီးတွေရဲ့ပင်ကိုယ်စွမ်းရည်ကဘာလို့ထင်ပါတယ်လဲရှင် လှပေးတာပါညီမလေး မင်္ဂလာပါအမ မင်္ဂလာပါရှင် အမအနေနဲ့စွမ်းအားရှင်တစ်ယောက်ဖြစ်မယ်ဆိုရင်အမဘယ်လိုစွမ်းအားမျိုးပိုင်ဆိုင်ခြင်းလဲရှင် အမားတို့ရဲ့ customer ရဲ့စိတ်တွေကိုသိနိုင်တဲ့စွမ်းအားလိုချင်ပါတယ်ရှင်ဟုတ် အမအနေနဲ့လုပ်ငန်းခွင်ထဲမှာပေါ့နော်အမျိုးသမီးတွေရှိနေခြင်းကဘယ်လိုခံစားရစီပါသလဲ nutrient ပြီးတော့ပြောစရာကောင်းတယ်ပြီးတော့အပြန်အလှန်အားပေးမှုရှိတဲ့လုပ်ငန်းခွင်လေးလို့ခံစားမိပါတယ် အမအနေနဲ့ကိုလိုပဲအလုပ်ကြိုးစားနေတဲ့လုပ်ငန်းခွင်တွေကအမျိုးသမီးလုပ်ဖက်ကမဲ့တေကိုဘယ်လိုစကားမျိုးမှာပါခြင်းလဲရှင် မိန်းကလေးတွေကပို့ပြီးတော့စိတ်ခံစားမှုတွေများတယ်။များတဲ့ခါကျတော့ဒါလေးတွေကိုကိုကအရင်စိတ်အားမငယ်ဝါပဲနဲ့ကိုလုံးနိုင်တယ်။ရအားလုံးပေါ့နော်။ကိုကြော်ဖြတ်နိုင်တယ်ဘယ်ဟာပဲဖြစ်ဖြစ်တတိရှိရှိနဲ့ဘလို့ပဲဖြစ်ဖြစ်ပျော့ပျော့တာနေအဓိကပြောဖို့ပဲ ဟုတ်ကဲ့မင်္ဂလာပါအမ ဟုတ်မင်္ဂလာပါအမ ဟုတ်အခုလိုပြည်ပြည်ဆိုင်ရာမျိုးသမီးနေလေးမှာပေါ့နော်အမအနေနဲ့ကိုယ်ရဲ့လုပ်ဖို့ကောင်းမဲ့မျိုးသမီးတွေဖြစ်စေအကုန်လုံးမျိုးသမီးတွေအတွက်အမအနေနဲ့ဘယ်လိုအမှားစကားလေးပြောကြခြင်းလဲရှင် အပြည့်ပြည့်ဆိုင်အမျိုးသမီးများနေအတွက်ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်မျိုးသမီးလေးတွေကကိုယ့်ကိုယုံကြည်မှုရှိနေပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းခွင်တွေမှာတက်ကြွကြွနေပေါ့နော်ဒီကိုယ့်ရဲ့လုံဆောင်နိုင်စွမ်းတွေကိုပေါ့နော်ပေါ်ပြနိုင်စွမ်းရှိအောင်စူးစမ်းပြီးတော့ပို့ပြီးတော့ကိုယ့်ရဲ့တက်လန်းတွေကိုရှေ့ဆက်လှမ်းစေဖို့တိုက်တွန်းခြင်းပါတယ်ရှင် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင် Say time, yeah.